แต่แต่สิเราปุ๊บไปหาว่ามาว่าจุดที่เรามาเขาชิกิแกมีจุดผู้หมอดอริสิยันเพะมีชิตเลจิเลนานิริมีชิชนะก็ชาติไปแกลิเทลมีมอนีภาษานาตัวเสนาญาชิตคือจะผู้แกมีจุดผู้เป็นเนว่าจะเราจะเรียกแต่หมดถึงတောင်တန်းတွေရဲ့အလားဖားစီတန်တွေရဲ့လွမ်းမိုးမိုးနဲ့အတူခရနီဖြစ်တွင်းမှာဘုရားပယံကယောကေခုကေပါမနုမနောယင်းဘောယင်းတလဲခရက်စတဲ့ခရနီမျိုးနယ်စုကိုစုဟာရှိရခင်ကလေးကစီလုံးညီညွတ်စွာတူတကွနေထိုင်ခဲ့ကြပါတယ်ဒီမျိုးနယ်စုအားလုံးဟာမိမိတို့ရဲ့ဤချာစာပေရည်ကြီးမှုနဲ့ကိုယ်ပိုင်ထုံးတမ်းစင်လာတွေကိုထိမ့်သိမ့်ပြီးတီးခြားလွတ်လပ်စွာနေထိုင်ခဲ့ကြပါတယ်1895ခုနှစ်ဇွန်လ21ရက်နေ့ဗြိတိရှအိန္ဒိယပြည်ခံကိုယ်စားလှယ်များနဲ့ဤဝမင်းကြီးတို့သည်ခရနီပြည်ကိုတီးခြားလွတ်လပ်သောပြည်နယ်ဒေသတစ်ခုဖြစ်ကြောင်းကိုအတိမပြုလက်မှတ်ရေးထိုးခဲ့ကြသည်ကိုဆွဲပြု၍ထိုနေ့ကိုခရနီအမျိုးသားနေ့အဖြစ်ကျင်းပလာခဲ့ကြသည်မှာယနေ့တိုင်ဖြစ်ပါသည်အားလုံးလည်းမင်္ဂလာပါရှင်။ကျွန်မကတော့မကောက်မှာရောက်ရှိနေတဲ့ဘုရားတိုင်းသူဘောဘူးမြောက်ပဲဖြစ်ပါတယ်ရှင်။27ရက်6လ2026မှာကြာရောက်မဲ့150ကြိမ်မြောက်ပရိနီအမျိုးသားနေ့ကိုကျွန်မဘုရားလီကိုလူရပြောင်းနေတဲ့နိုင်ရဲလေးနဲ့ကျူဆိုကိုပြုအပ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Hello everyone, my name is Kupedya and I'm one of Khayalipu youth in Macau. As a Karani youth, I would like to extend my warmest welcome and respect to 151st Karani National Day. Grabe sila pli, Nisetiane Chala and Talisechama, Sayamet, Tiang Asset China, Premium Mutaneko, Josukutia, Kanya. Hello, Bendiglama. Lama Zula Nasatiane, Nick Nima, Macau Yok Yali Pulimiama, Yang Asatino, Indian New Danico, Saint Paul, John Mantipabu on the spike. 大家จะมาลุ้นเด็ดดูชาดอไตตาดีมุมมันมาแล้วเลยปาวิโกไตโตอับันชีတဲ့စီလော်ဒီမကောက်တွေဒုတိယတင်မြောက်တိပပိလို့ဆိုမဲ့150တင်မြောက်ပရိနီမျိုးတန်းတဲ့ခန္ဓာစီစဉ်မှာစကွယ်ပိုင်းပါကာလာများတွေသူတို့ကိုဆက်ပြီးတော့တရားရေးရဆက်ဆံများချင်းအဲ့ဒီလိုတော့ပါလို့ရှိအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်အားလုံးမင်္ဂလာပါရှင်လာမဲ့ဆိုလ23ရက်တနေ့ကနေ့နဲ့မှာကျင်းပမဲ့ပရိနီအမျိုးသားနေ့ကိုအစီအပါဝင်ဖို့အားလုံးကိုအပ်ပါတယ်ရှင် Happy Granny National Day. Happy Granny National Day. Happy Granny National Day.